တကယ်လို့သူတယောက်ယောက်အစ်စ်တွေ့ခဲ့ရဆိုရင်တော့မှတော်စင်ကသူ့ရင်ထဲမှာအများတန်းရှိနေမှာဘာလို့လဲဒီနေ့ကမိကုန်းမေးမှာပေါ့နော်သူတဲ့ကိုမိကုန်းမေးမှာဘာမေးမှာလဲဆိုတော့ဇလန်နဲ့ကသူတွေကsorry တော်စင်ကသူရိန်ကိုအဲ့လိုလုတ်သွားတဲ့ပုံအဲ့လိုဖြစ်သွားတဲ့ပုံပေါ့နော်ဘယ်လိုမိမယူသွားတယ်မြင်တယ်ဘယ်လိုမြင်လဲမိမယူသွားတဲ့နေအောင်မေးရဟုတ်တယ်နေ့20ကျော်ဆောင်လာတဲ့အချိန်မှာသူပြန်တွေးလိုက်တဲ့အချိန်မှာမိမကြီးနဲ့ဆိုတော့နည်းနည်းတော့ short ဖြစ်သွားပြီးတော့ဒါပေမဲ့သူရင်ကနေပြီးတော့တော်စင်သူ့ကိုချစ်နေတယ်ဆိုတော့မျက်လုံးမှာမြင်ရတယ်နှလုံးထဲကနေစကားပြောနိုင်တယ်ပြီးတော့သူ့ကိုအငယ်လေးကသူ့ကိုစိတ်ရှိရဲဆိုတာလည်းသိတယ်ကွာအဲ့တော့သူ့ကိုတော့အပြစ်တော့မမြင်ရက်လောက်ဘူးဒါပေမဲ့အရန်တော့ခံစားသွားအရန်တော့ခံစားပါပြီးတော့သူရင်ရောတော်စင်ကိုအဲ့လိုလက်ရှိအပြစ်မှာတကယ်စောင့်နေတော့ဆိုတော့အဲ့လိုစောင့်မှုတော့အဆင်မပြေတော့ဘူးပေါ့နော်ဒါပေမဲ့လည်းအဲ့လိုရှင်ထဲမှာတော့အမြဲတမ်းရှိအောင်လို့ထင်တာပေါ့အခုချိန်ထိလည်းရှိအောင်လို့ထင်တယ်နော်အခုချိန်ထိရှိအောင်ပါပေါ့ online လောက်သိလို့ထင်တယ်အငယ်တည်းကနေပြီးတော့ဒီနှစ်20ကျော်ကြာတဲ့အထိကိုပြန်တွေ့တဲ့အထိကိုတော်စင်ဆိုတဲ့နာမည်တစ်လုံးကသူ့ရင်ထဲမှာငါတန်မိုးရိုက်ထားသလိုဖြစ်နေတယ်လမ်းသွားရင်တော်တယ်ပြောနာမည်လေးကြားမိလေပြန်တက်ကြည့်တော့တဲ့အထိမှတ်ရတယ်အဲ့လိုမျိုးပဲဖြစ်မှာအောင်ဆိုဒီပေါ့ရိုက်ထားတာ true story မို့လို့ပရိသတ်တွေကငိုရတာဖြစ်နိုင်တယ်ဒါပေမဲ့အပြင်မှာတကယ်ခံစားခဲ့ရတဲ့အကိုနှစ်ယောက်ဆိုလို့ရှိရင်ဘယ်တော့ခံစားနေရမလဲပေါ့နော်ကျွန်တော်တော်စင်နေရာတရုပ်ဆောင်နေပြီးတော့အဲ့စတိန်ပိုင်း ending ကိုရကြည့်ရောအော်မင်းတက်ပြီးတော့ပြီးမှရစတိန်ရောဒီလိုပါလားပေါ့အဲ့ဆိုတော့လေတော်စင်နေရာလေးတရုပ်ဆောင်ရတယ်တော်စင်နေရာတရုပ်ဆောင်တဲ့လူကလည်းသူတို့ရုံတနာဆိုလို့သူရိန်နေရတရုပ်ဆောင်တဲ့လူကလည်းတော်စင်သူ့ကိုချစ်နေရတဲ့နဲ့ဒီလိုလောက်သွားတယ်ဆိုတာကိုအပြစ်မမြင်ရပဲနဲ့ဆက်ဆောင်သွားမယ်စောင့်နာတော့မဟုတ်ပင်ပဲကွာသူ့နာမည်တစ်လုံးနဲ့ပဲရင်ထဲထားပြီးတော့ဘယ်သူမှချစ်လို့ရတော့မယ်လူတော့မဟုတ်တော့ဘူးတဲ့ကျွန်တော်အမြင်ဆိုရင်တော့မှအဲ့လိုတော်စင်ကနေခံစားရပဲကွာဒါပေမဲ့လည်းရက်ဆက်တယ်လို့မြင်တယ်ကွာသူလည်းအဲ့လိုခံစားရခြင်းတူရင်တော့မှတော်စင်ကနေပြိတ္တတွေပြောသလိုပေါ့တကယ်လို့သူရိန်ကိုကချစ်နေရတဲ့နဲ့ဒီတိုင်းတယောက်တည်းပြန်လာပေးရတဲ့နဲ့ဘာဖြစ်လို့မိမကြီးဆိုတာပါလာတာလဲဘာလို့မိမယူသွားတာလဲမိမယူသွားဆိုတော့မှလို့ဆရာကတော့ဘယ်ကိုခေါ်လာသေးမခေါ်လာသေးဘူးเนาะအဲ့ဆိုရင်တော့ open ending လေးနေတယ်မိမရသွားမသိဘူးကွာဟိုဇက်အနေနဲ့ဆိုရင်တော့ open ending လုပ်လို့ရတယ်ကွာအခုလည်း open ending မှာပဲမိမရှိတယ်မိမတော်စင်ကတက်ရှိတင်ကြလည်းရှိနေတယ်ပြီးတော့သူရင်းကိုလည်းစိတ်ရှိရဆိုတော့လက်ပတ်နဲ့ပြတယ်ဆိုတော့နှစ်ယောက်ထဲကတစ်ယောက်လောကကြီးထဲမှာမရှိတော့တာပေါ့နော်နှစ်ယောက်လုံးကလည်းအခုချိန်ကြီးရှိနေသေးရဆိုတော့အဲ့လိုဇလန်လေးကတော့အဲ့လိုတွေးလေအဲ့လိုမေကုန်းထုတ်စရာတွေအများကြီးနဲ့မေကုန်းတွေအများကြီးနဲ့ကြံခဲ့တဲ့စသိမ်လေးပေါ့နော်ပြီးတော့ဟိုကလည်းရိုက်လို့ရတယ်လေတော်စင်ကနေဆက်မှာဘာတွေဖြစ်နေရလဲဆိုတော့တော်စင်ဆက်ကြည့်ပဲအဲ့လိုလည်းဖြစ်တယ်ဇလန်ထဲမှာမချပြသွားတဲ့အရာတွေကတော့အများကြီးကြံသေးတယ်မိမယူရတဲ့အကြောင်းရင်းကဘာဖြစ်သွားမလဲဆိုတာနော်ဟုတ်တယ်အားလည်းကြံတုံးနေတယ်နောက်ပြီးသလားမယ်